Hello ဒီနေ့တော့မေပိုးလေးမနက်ခေါညရောအများကြီးကုန်အောင်စားသွားတဲ့ recipe လေးချက်ပြပါမယ်။ပဇွန်တန့်စင်ထားတာလေးနဲ့ခရမ်းချင်သည့်အနှစ်ကိုရောပြီးတော့မှပဇွန်အသားလုံးချွတ်ချင်လေးချက်ပါမယ်။ကော်မောင်လေးတစ်စွန်းကြက်သွန်ပြူမှုန့်လေးအနှဲငယ်နဲ့လက်တက်ဆာရန်ကကြက်သားမှုန့်လေးကိုထည့်ပြီးတော့အသားလုံးလုပ်ဖို့ချိန်လိုက်ပါမယ်။အသားလုံးလေးတွေကြိတ်ပြီးလို့ရှိရင်တော့ကြက်သွန်ပြူကြက်သွန်နီလေးကိုစနွှဲမှုန့်လေးနဲ့စီတက်လိုက်ပါမယ်။ခရမ်းချင်သည့်အနှစ်လေးကိုလည်းထည့်ချက်လိုက်ပါမယ်။ဒီခရမ်းချင်သည့်အနှစ်ပြုလုပ်ပုံလေးကိုတော့အရှိမဗီဒီယိုတင်ပေးထားတာရှိပါတယ်။ဒီထဲကိုကြက်သားမှုန့်လေးအနှဲငယ်ထည့်ပြီးတော့ဒီပဇွန်သားလုံးလေးတွေကိုထည့်ချက်လိုက်ပါမယ်ပဇွန်လေးတွေကနိုးလွယ်တာမဟုတ်လို့ဖယ်ထားပြီးတော့မှဒီအရေးတွေကိုကော်မောင်တစ်စွန်းဖြော်ထားတာရဲ့ဖယ်ထားတဲ့အသားလုံးလေးတွေထည့်ပြီးတော့ခဏလောက်အိုးတည်ထားရင်တော့ဒီလိုပြည့်ပြည့်အနေထားလေးရရင်တော့အိုးချလို့ရပါပြီရှင်ကြက်သွန်ပြူကြက်သွန်လေးလေးအနှဲငယ်စီတက်ပြီးတော့အရွက်ကြော်လေးလေးကြော်လိုက်ပါမယ်ရတာရှိသွားအောင်လို့ကြက်သားမှုန့်လေးလေးထည့်ပါမယ်ရှင်ရေလေးအနှဲငယ်ထည့်ထားပြီးတော့တည်ထားလိုက်လို့ရှိရင်တော့ဒီရွက်ကြော်လေးလေးရပါဒါဆိုရင်တော့မေပိုးလေးကိုကျွေးဖို့အဆင်သင့်ဖြစ်ပါပြီခုနောက်ပိုင်းထမင်းကိုအရန်ချီလိုက်လို့ရှိရင်သူကသိမ့်မစားခြင်းဘူးပေါ့နော်ဒါကြောင့်ဒီလိုအနေထားလေးပဲတွေ့ဖြစ်ပါတယ်နည်းနည်းပိုနေတဲ့အသားလေးတွေကိုရေညှိပတ်လေးနဲ့ကပ်ပြီးတော့ကြော်ပေးလိုက်တယ်ပေါ့နော်ဒါကတော့မေပိုးလေးကို BLW ချက်နဲ့အနေနဲ့ဒီလိုမျိုးလေးကင်စားဖို့ထည့်ပေးတာပါကလေးတွေကိုလေဇွန်းနဲ့ကျွေးရမစားဘူးဆိုရင်ဒီလိုလက်ကလေးနဲ့ကျွေးကြည့်နော်တကယ်ပြန်စားတယ်ဒီလေးကိုတော့မေပိုးလေးကအများကြီးကောက်အောင်စားသွားပါတယ်ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကလောက်ပါပဲနောက်ပြီးမှပြန်တွေ့မယ်เนาะတတ